Hello အားလုံးပဲမင်္ဂလာပါအာကင်းခွင့်အေ Tarot Page တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကြည့်ပေးသွားမယ့်အကြောင်းအရာကတစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေလဲဘာတွေပြောချင်နေလဲဆိုတာကိုဒီဖိုင်းတစ်ခုချင်းစီနဲ့လိုက်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဘက်လေးမှာတွေ့ရတဲ့အတိုင်းဖိုင်း1ဖိုင်း2ဖိုင်း3ဆိုပြီးတော့မှ crystal လေး3ခုခွဲထားပါတယ်အဲ့ဒီမှာကိုချိုင်းနှစ်သက်တဲ့ crystal လေးတစ်ခုကိုရွေးချယ်ပြီးတော့ဒီ Tarot Reading video လေးကိုဆက်ကြည့်လို့ရပါပြီ။ video လေးကိုခဏ pause လုပ်ပြီးတော့လေးရွေးချယ်လို့ရပါတယ်။ပထမဆုံးအနေနဲ့ဖိုင်း1လေးအတွက်စပြီးတော့မှကြည့်ပေးသွားမှာဖြစ်ပါတယ်။ပိုင်ဝမ်းလေးရဲ့တစ်ဖက်သူကပိုင်ဝမ်းလေးနဲ့ပတ်သက်ပြီးတော့မှအရင်ကအစွဲလန်းကြီးရဲ့သူဖြစ်တဲ့သူစိတ်ထဲမှာတင့်ကိုလက်မလွတ်နိုင်တဲ့ energy မျိုးကိုတွေ့ရတယ်။တခါတလေတင့်ကိုစွဲလန်းမှုတွေဖြစ်နေနိုင်တယ်။ဒါပေမဲ့သူကအဲ့ခံစားချက်တွေကိုထိန်းချုပ်တာမျိုးကိုလုပ်ချင်နေတယ်။တင်နဲ့ဒီ toxic ဖြစ်တဲ့ relationship ကိုသူကမလိုချင်ဘူး။အဲ့ဒါကြောင့်မို့လို့သူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်ဖို့ကြိုးစားနေခဲ့တင်နဲ့ healthy relationship ပဲဖြစ်ချင်တာလို့သူကပြောနေရပေါ့နော်။နောက်အရင်ကဒီ connection ကိုကြည့်ရတဲ့လောက်တော့ဒီဖိုင်ဝမ်လေးနဲ့တစ်ဖက်သူနဲ့က harmony lesson မျိုးဖြစ်တဲ့အရင်က connection တစ်ခုရှိခဲ့တယ်။ဘက်ကတင့်ကိုဆုံးရှုံးခြင်းနဲ့ခံစားချက်မရှိဘူး။တစ်ခါတလေပြန်လာခြင်းနဲ့စိတ်ပါရှိနိုင်တယ်။ဒါပေမဲ့သူစိတ်ထဲမှာပြန်လာရမလားဆိုပြီးတော့မှစိတ်ရှုပ်ထွေးနေရမျိုးတွေရှိနိုင်ပါတယ်။ Oracle လေးမှာပြောနေတာက The timing just wasn't right for us ငါတို့တွေ့ဆုံခဲ့တာအချိန်မှန်မဟုတ်ခဲ့ဘူးလို့ပြောနေရဲ့နောက်ထပ် Oracle လေးတစ်ခုက I am starting to understand our connection ငါတို့ရဲ့ connection ငါတို့ပတ်သက်ခဲ့တဲ့အခြေအနေတွေကိုစတင်ပြီးတော့မှနားလည်စာပြုလာပါပြီလို့ပြောချင်နေပါတယ်ဒီတခါဖိုင်တူးလေးရဲ့အတွက်ဖိုင်တူးလေးရဲ့တစ်ဖက်သူကဖိုင်တူးလေးနဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေလဲဘာတွေပြောချင်နေလဲဆိုတာကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ဖိုင်တူးလေးရဲ့တစ်ဖက်သူကဖိုင်တူးလေးကိုအရင်ကပေါ့နော်တွေးခဲ့တာကသူ့အတွက်အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်လို့ရှိရင်တင်းနဲ့ပဲအတီးတကျယူမယ်အထီးကိုဆုံးဖြတ်ထားတယ်တင်းကိုလည်းအရန်အလေးထားတယ်နောက်တင်းနဲ့ relationship ကလည်းအေးချမ်းမှုရှိရဆိုပြီးတော့မှသူကတတိယနေမိပါတယ်တဲ့နောက် drama မရှိတဲ့ connection တခုလိုခံစားရတယ်တင်းနဲ့နေလို့ရှိရင်သူ့ရဲ့စိတ်ကအေးချမ်းနေရဲ့ဒါပေမဲ့သူ့ဘက်ကဒီဆုံးဖြတ်ချက်အမှားတခုလုံးခင်းမိပြီလားဆိုပြီးတော့မှစဉ်းစားနေတတ်တယ်အတိတ်ကိုပြန်ပြီးတော့မှကြည့်နေတတ်တယ်တေချာရင်ချက်တဲ့ခံစားချက်နဲ့ပြန်စဉ်းစားနေဒါပေမဲ့သူ့ဘက်ကတော့တင်းနဲ့ပတ်သက်ပြီးတော့မှရေရှည်လက်တွဲခြင်းနဲ့ခံစားချက်ရှိနေတယ် I am afraid to contact you ငါကမင်းနဲ့ဆက်သွယ်ဖို့အတွက်ကြောက်နေခဲ့တယ် I will wait for a sign from you တင်းဘက်ကနေပြီးတော့မှတကူကူတုံ့ပြန်လာမှာကိုသူကစောင့်နေပါတယ်ဒီဗီဒီယိုလေးကဖိုင်3လေးကိုရွေးထားတဲ့သူလေးအတွက်ပါဖိုင်3လေးရဲ့တစ်ဖက်သူကဖိုင်3လေးနဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေလဲဘာတွေပြောချင်နေလဲဆိုတာကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့သူ့ဘက်ကတင်းနဲ့ပတ်သက်ပြီးတော့မှပျော်ရွှင်တဲ့ခံစားချက်တွေအမှတ်တရတွေကိုသတိရနေပါတယ်တင်းနဲ့ပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့မှစဉ်းစားခဲ့တယ်တင်းနဲ့အနာဂတ်မှာအတူတိဆောက်မယ်လို့ပြောခဲ့တဲ့အရာတွေကိုတတိယနေဒါပေမဲ့တင်းတို့နှစ်ယောက်ကြားမှာရှိရဲ့အငြင်းပွားမှုတွေကြောင့်လမ်းခွဲခဲ့ရတာကိုပြန်ပြီးတော့မှတတိရတယ်အငြင်းပွားမှုတွေနားမလည်မှုတွေကိုလည်းစဉ်းစားမိရဲ့သူ့ဘက်ကနေပြီးတော့မှမာနကိုဦးစားပေးတဲ့အတွက်ကြောင့်မို့လို့နောင်တရနေတာမျိုးရှိတတ်တယ်အရင်က relationship ထဲမှာရှင်ပြိုင်လို့စိတ်မလုံခြုံမှုတွေရှိခဲ့နိုင်တယ်အဲ့ဒါတွေကပဲ relationship ကိုမတည်မငြိမ်ဖြစ်စေနိုင်တယ်။ဒါပေမဲ့သူကအနာဂတ်အထိကိုတင်းနဲ့ပဲစဉ်းစားတတ်တယ်။တင်းနဲ့အခွင့်အရေးပြန်ရမလားဆိုပြီးတော့မှလည်းတွေးနေတတ်တယ်။ဒါပေမဲ့သူ့ဘက်ကမတိချတဲ့ခံစားချက်မျိုးဖြစ်နေပါတယ်။ I want to tell you how I feel
ငါဘယ်လိုခံစားရလဲဆိုတာကိုမင်းကငါပြောပြချင်နေပါတယ်။ Now Oracle လေးတစ်ခုက we need to let each other go ငါတို့တယောက်နဲ့တယောက်လွတ်လို့ဖို့အချိန်ကျန်ပြီလို့ပြောနေပါတယ်။အဲဆိုတော့ဒါလေးကဖိုက်သေးလေးတွေအတွက် reading လေးဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးလို့ကျေးဇူးပါ။